ချို့လူတွေကခွင့်လွှတ်ခြင်းနဲ့မထိုက်တန်ပါဘူးဒါပေမဲ့ကိုယ့်ရဲ့စိတ်လွတ်မြောက်ငြိမ်းချမ်းမှုအတွက်သူ့ကိုကိုယ့်ဘဝတွေကနေအပြီးပိုင်ထုတ်ပြလိုက်ဖို့ကတော့ထိုက်တန်ပါတယ်မမေ့ဘူးဆိုတာကိုယ့်ရဲ့နှလုံးသားထဲမှာလက်ဆိုင်နေအောင်ထွန်းထားရတာကိုယ့်ကိုနာကျင်စေတဲ့သူကိုမမေ့ဘူးဆိုတာသူ့ကိုယ့်ရဲ့စိတ်နှလုံးအိမ်ထဲမှာလက်ဆိုင်နေအောင်ထွန်းပြီးနေရာပေးထားရတယ်လို့ပါပဲချို့လူတွေကမမေ့ခြင်းနဲ့ထိုက်တန်မနေပါဘူးဆုံးရှုံးမှုဆိုတာလက်လွတ်လိုက်ရမှာမဟုတ်ပါဘူးကိုယ်နဲ့မထိုက်တန်တဲ့လူတယောက်ကိုစိုးတဲ့ဖတ်တွေ့ထားမိတာလေဆုံးရှုံးမှုပါပဲဂုဏ်သိက္ခာတွေဆုံးရှုံးရတယ်လေးစားတန်ဖိုးထားခြင်းတွေဆုံးရှုံးရတယ်နေရာတဲ့နေရာထိုက်တဲ့သူတယောက်ကိုစုကြည်တွေ့ဖက်ထားပဲနဲ့လွတ်လွတ်ပြီးလိုက်တာလေကိုယ့်ရဲ့လွတ်မြောက်ခြင်းမျိုးပါပဲတချို့တော့လက်လွတ်ဆုံးရှုံးလိုက်ရခြင်းတွေဟာပိုကောင်းမွန်တဲ့အရာတွေလူတွေအဖြစ်အပျက်တွေကိုကိုယ့်ရဲ့ဘဝတွေကိုရောက်ရှိလာစေဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ပါပဲဒါကြောင့်မို့တချို့လူတွေနဲ့လမ်းခွဲလိုက်ရတာအတွက်ဝိုင်းနေမနေပါနဲ့လူတွေကပြောင်းလဲသွားတယ်လို့စိတ်မထိခိုက်ပါနဲ့ကိုယ်နဲ့ထိုက်တန်တဲ့သူကိုယ်နဲ့တွေ့ရလူပဲကိုယ့်အနားမှာနေခွင့်ရတာဖြစ်ပါတယ်